အားလုံးမင်္ဂလာပါဆရာကတော့ Zo Business School ရဲ့ Principal နဲ့ Founder ဖြစ်တဲ့ Dr. ဇဝင်းသိန်းဖြစ်ပါတယ်ဆရာအနေနဲ့ဒီဗီဒီယိုလေးကနေပြီးတော့ ACCA နဲ့ပတ်သက်ပြီးတော့စတင်လေ့လာခြင်းတဲ့သူတွေ ACCA အကြောင်းသိကျင်တဲ့သူတွေအနေနဲ့ ACCA ရဲ့ဒီအခြေခံအချက်လက်လေးတွေကိုမျှဝေပေးခြင်းဖြစ်ပါတယ်ACCA ဆိုတာဘာလဲဆိုလို့ရှိရင် Association of Charter Certified Accountant ဖြစ်ပါတယ်သူဒီ Professional Accountant တွေရဲ့ global body လို့ပြောလို့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ACCA qualification ကို globally recognized ဖြစ်တဲ့သဘောမျိုးတနည်းအားဖြင့်ပြောရင်တစ်ကမ္ဘာလုံးကနေပြီးတော့အသိအမှတ်ပြုထားတဲ့ qualification တစ်ခုဖြစ်ပါတယ်။သူရဲ့ဆရာတို့ဒီတစ်ကမ္ဘာလုံးမှာ fully qualified ဖြစ်ပြီးသား member အနေနဲ့ဆိုလို့ရှိရင်2,300,000 ကျော်ရှိပြီးတော့တစ်ကမ္ဘာလုံးမှာဖြည့်ဆို့နေတဲ့ worldwide student အရေအတွက်က9,306,000 ကျော်ရှိပါတယ်ဒါဆို ACCA အောင်မြင်ပြီးမြောက်သွားတဲ့သူတွေဒါမှမဟုတ် ACCA ဖြည့်နေတဲ့ကျောင်းသားတွေအနေနဲ့ဘလို့လောက်ကင်ခွင့်လန်းတွေမှာလောက်ကင်နေကြပါတယ်လေဒါကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင် accounting level မှာလုပ်နေတဲ့သူတွေလည်းရှိပါတယ် accountant ညာတူ senior accountant ညာတူ chief accountant ညာတူအစရှိတဲ့ဖြစ်မှာကိုယ့်ရဲ့ပညာရေးချင်းเนาะကိုယ့်ရဲ့ဒီ ACCA မှာဘယ်အဆင့်ရောက်နေသလဲပြီးတော့ experience ကဘယ်လောက်ရှိသလဲဒီပေါ်မှာမူတည်ပြီးတော့ယာရုတွေကတော့ကွဲပြားမှုရှိပါပါနောက်တစ်ခုက auditing level မှာလုပ်ကိုင်နေကြတဲ့သူတွေလည်းရှိပါတယ် internal auditor အနေနဲ့တော့၎င်း external auditor အနေနဲ့တော့လုပ်ကိုင်နေတဲ့သူတွေရှိပါတယ်နောက် finance level မှာလုပ်နေတဲ့သူတွေလည်းရှိပါတယ်ဒီ financial analyst တို့ financial controller တို့ finance manager တို့ CFO တို့ဒီယာရုတွေမှာလုပ်ကိုင်နေကြပါတယ်နောက် business နဲ့ financial management ဘိုင်းမှာလည်းလုပ်ကိုင်နေတဲ့သူတွေရှိပါတယ် FM expert အနေနဲ့တော့၎င်းတချို့ဆိုရင်လည်း CEO ယာရုတွေအနေနဲ့လုပ်ကိုင်နေတာလည်းတွေ့ရမှာဖြစ်ပါတယ်နောက်တိုင်းနိုင်ငံလုပ်ငန်းတွေအနေနဲ့ consultancy လုပ်ငန်းတွေမှာလည်း business and financial consultant အနေနဲ့လုပ်ကိုင်နေတဲ့သူတွေလည်းတွေ့ရမှာဖြစ်ပါတယ်နောက် taxation နဲ့ပတ်သက်လို့ရှိရင်လည်း tax advisor tax expert အစရှိတဲ့ပြင်ပေါ့မြောင်များလာစွာတဲ့ဒီအလုပ်ကိုင်ခွင့်လန်းတွေလည်းရှိတယ်ဒီယာရုတွေမှာလည်းလက်ရှိ ACCA ရဲ့ member တွေက worldwide မှာဒါလုပ်ကိုင်နေကြတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင် ACCA qualification မှာဘာတွေလေ့လာရမလဲဆိုတော့အကြမ်းမြင့်ဆရာတို့ခွဲပြီးတော့လေ့လာကြည့်ရင်အပိုင်း3ပိုင်းဒီလိုခွဲပြီးလေ့လာနိုင်တယ်အရင်တော့ခေါ်ဝေါ်အနေနဲ့ဆိုရင်တော့ part 1 part 2 part 3လို့ခေါ်ကြပါတယ်ဒီ part 1ဆိုတာကတော့ apply knowledge level ကိုပြောတာဖြစ်တယ် part 2ဆိုတာက apply skill level ကိုပြောတာဖြစ်ပြီးတော့ part 3နောက်ဆုံး final က strategic professional လို့ခေါ်ပါတယ်ဒါဆို part 1ဖြစ်တဲ့ apply knowledge level မှာဆိုရင်သင်ရမှာ3ဘာသာရှိပါမယ် business and technology ရှိမယ် management accounting ရှိမယ် financial accounting ရှိပါမယ် apply skill level မှာကြတော့6ဘာသာသင်ရပါတယ် corporate and business law performance management taxation financial reporting audit and assurance now financial management now strategic professional level မှာကြတော့မဖြစ်မနေဖြစ်ရမယ့် essential paper က2ခုပါ strategic business leader နဲ့ strategic business reporting ဖြစ်ပါတယ် option paper တွေထဲမှာ4ခုတည်းက2ခုရွေးရပါတယ် advanced financial management advanced performance management advanced taxation advanced audit and assurance ဒီကနေပြီးဒီ4ဘာသာတွေကနေကြိုက်ရ2ဘာသာကိုရွေးပြီးတော့ဖြေနိုင်ပါတယ်ဒါဆိုဒီအားလုံးပြောမယ်ဆိုလို့ရှိရင်3ဘာသာ6ဘာသာ4ဘာသာဖြစ်တဲ့အတွက်73ဘာသာဖြစ်ပါတယ်